င်္ဂလာညချမ်းပါရှင်ဒီမိုကရေစီနဲ့ရွေးကောက်ပွဲများဆိုတဲ့ကျမတို့ရဲ့အစီအစဉ်လေးကနေကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့ပထမဆုံးပိုင်းမှာဒီမိုကရေစီစနစ်မှာရွေးကောက်ပွဲတွေဘာကြောင့်မရှိမဖြစ်လိုအပ်တယ်လဲဆိုတာကိုနားဆင်ခဲ့ကြပါပြီဒီညမှာတော့ရွေးကောက်ပွဲတစ်ခုဟာလွတ်လပ်ပြီးတရားမျှတတယ်လို့ဘယ်လိုသတ်မှတ်နိုင်မလဲတရားမျှတတဲ့ရွေးကောက်ပွဲတစ်ခုဖြစ်မြောက်ဖို့မရှိမဖြစ်လိုအပ်တဲ့တွင်တင်လက္ခဏာတွေကဘာတွေလဲဆိုတာကိုဆက်လက်တင်ပြပြီးသွားမှာပဲဖြစ်ပါတယ်ရှင်။သောတာရှင်တို့ဒီမိုကရေစီနိုင်ငံတွေမှာရွေးကောက်ပွဲတွေရှိုံနဲ့မပြီးပါဘူး။အဲ့ဒီရွေးကောက်ပွဲတွေဟာလွတ်လပ်ပြီးတရားမျှတမှုရှိဖို့ကအဓိကအကျဆုံးပါပဲ။နေပေးတဲ့ပြည်သူတွေရဲ့ဆန္ဒအမှန်ကိုထင်ဟပ်နိုင်မှသာရွေးကောက်ပွဲကအဓိပ္ပာယ်ရှိမှာပါ။ဒါဆိုရင်တရားမျှတတဲ့ရွေးကောက်ပွဲတစ်ခုရဲ့အဓိကတွင်တင်လက္ခဏာတွေကဘာတွေလဲဆိုတာကြည့်အောင်ပထမဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့လွတ်လပ်ပြီးလျှို့ဝှက်ဆန္ဒမဲပေးခွင့်ပါပဲမဲဆန္ဒရှင်တွေဟာသူတို့ကြိုက်နှစ်သက်တဲ့ကိုယ်စားလှယ်ဒါမှမဟုတ်ပါတီကိုဘသူရဲ့ဖိအားပေးမှုချင်းချောက်မှုမှမရှိပဲလွတ်လပ်စွာဆုံးဖြတ်ပြီးမဲပေးနိုင်ရပါသူတို့ရဲ့မဲကိုဘသူမှမသိအောင်လျှို့ဝှက်ပေးနိုင်ဖို့လဲအာမခံထားရပါမယ်ဒီလိုမှသာပြည်သူဆန္ဒအမှန်ကိုရရှိနိုင်မှာပါဒုတိယအချက်ကတော့ဂမ်းမလိုက်သောရွေးကောက်ပွဲကော်မရှင်ပါရွေးကောက်ပွဲကိုစီမံခန့်ခွဲတဲ့ကော်မရှင်ဟာနိုင်ငံရေးပါတီတွေအစိုးရတို့ရဲ့ကောစာလွှမ်းမိုးမှုကနေလုံးဝကင်းရှင်းပြီးဈာနေလွတ်လပ်တရားမျှတမှုရှိရပါမယ်ရွေးကောက်ပွဲစည်းမျဉ်းတွေလှုပ်ထုံးလုပ်နည်းတွေကိုမျှမျှတတချမှတ်ပြီးအကောင့်ထဲပေါ်နိုင်ရပါမယ်တတိယအချက်ကတော့ပြည်သူ့ဆန္ဒအတိုင်းရွေးကောက်ပွဲရလဒ်ကိုအတိအမှတ်ပြုခြင်းပါပဲရွေးကောက်ပွဲရလဒ်ကိုလက်ခံမှုအာဏာကိုငြင်းငင်းစွာလှည့်ပြောင်းပေးဖို့ဆိုတာဒီမိုကရေစီရဲ့အခြေခံမှုပါပဲအနိုင်ရတဲ့သူကအစိုးရဖွဲ့စည်းပြီးရှုံးတဲ့သူကလည်းရလဒ်ကိုကြီးစားစွာလက်ခံရပါမယ်ဒီလိုမှသာဒီမိုကရေစီစနစ်ခိုင်မာမှာပါစရုပ်ထအချက်ကတော့မီဒီယာလွတ်လပ်ခွင့်ပါရွေးကောက်ပွဲမတိုင်မီနဲ့ရွေးကောက်ပွဲကာလအတွင်းမှာသတင်းမီဒီယာတွေဟာဗတ်မလိုက်ပဲနိုင်ငံရေးပါတီတွေနဲ့ကိုယ်စားလှယ်လောင်းတွေအကြောင်းရွေးကောက်ပွဲဆိုင်ရာသတင်းအချက်အလက်တွေကိုပြည်သူတွေစီမှန်ကန်ချပြနိုင်ရပါမယ်ပြည်သူတွေဟာအချက်လက်မှန်တွေရရှိမှသာမှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်မှာပါပြင်စမအချက်ကတော့နိုင်ငံရေးပါတီများလွတ်လပ်စွာရှင်ပြိုင်ခွင့်ပါပဲပါတီအားလုံးဟာရွေးကောက်ပွဲမှာတန်းတူအခွင့်အရေးနဲ့လွတ်လပ်ရှင်ပြိုင်ခွင့်ရှိရပါမယ်ဝါဒဖြန့်ချီခွင့်စီယုံခွင့်ပြည်သူနဲ့ထိတွေ့ခွင့်တွေကိုတရားမျှတစွာရရှိရပါမယ်ဒါမှသာပြည်သူတွေအနေနဲ့ရွေးချယ်စရာများဆရှိမှာဖြစ်ပါတယ်ဆဋ္ဌမအချက်ကတော့ရွေးကောက်ပွဲမဲဆန္ဒရှင်စီရင်တိကျမှန်ကန်မှုပါမဲစင်းတွေဟာမှန်ကန်တိကျပြီးအမှန်တကယ်မဲပေးပိုင်ခွင့်ရှိသူတွေသာစီရင်ထဲမှာပါဝင်ရပါမယ်မဲမသမာမှုတွေမဲစင်းအမှားယွင်းတွေဟာရွေးကောက်ပွဲရဲ့တရားမျှတမှုကိုထိခိုက်စေနိုင်ပါတယ်ရှင်နောက်ဆုံးအရေးကြီးတဲ့အချက်ကတော့ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများရဲ့အခမ်းကဏ္ဍပါပြည်တွင်းပြည်ပကလွတ်လပ်တဲ့စောင့်ကြည့်လေ့လာသူတွေဟာရွေးကောက်ပွဲလုပ်ငန်းစဉ်တစ်ခုလုံးကိုအနည်းကစောင့်ကြည့်လေ့လာနိုင်ရပါမယ်မဲပေးတဲ့လုပ်ငန်းစဉ်ကနေမဲရည်တွက်တာရလက်ထုတ်ပြန်တာအထိပွင့်လင်းမြင်သာမှုရှိမရှိကိုစောင့်ကြည့်နိုင်မှသာရွေးကောက်ပွဲအပေါ်ပြည်သူတွေရဲ့ယုံကြည်မှုတိုးလာမှာဖြစ်ပါတယ်ရှင်ဒီလိုအချက်လက်တွေပြည့်စုံမှသာရွေးကောက်ပွဲတစ်ခုဟာတရားမျှတတယ်လို့ပြောလို့ရမှာပါဒီလိုလွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲတွေကဒီမိုကရေစီစနစ်ကိုခိုင်မာစေပြီးပြည်သူဆန္ဒအမှန်ကိုထင်ဟပ်စေမှာပဲဖြစ်ပါတယ်ရှင်တကယ်လို့ဒီအချက်လက်တွေကတခုခုချွတ်ယွင်းနေရင်အာဏာရှင်စနစ်အောက်ကရွေးကောက်ပွဲအတူတွေလိုမျိုးဖြစ်သွားနိုင်ပါတယ်ရှင်ဆိုရရင်တရားမျှတတဲ့ရွေးကောက်ပွဲဆိုတာမဲဆန္ဒရှင်တွေရဲ့လွတ်လပ်တဲ့ဆန္ဒကိုအာမခံနိုင်ရမယ်။ဈာနေတဲ့အဖွဲ့အစည်းတွေကစီမံခန့်ခွဲရမယ်။ရလဒ်ကိုလေးစားရမယ်။အချက်လက်မှန်တွေပုံမှန်လင်းသိခွင့်ရရမယ်။ပါတီအားလုံးတန်းတူရှင်ပြိုင်ခွင့်ရရမယ်။မဲစင်းတွေမှန်ကန်ရမယ်။ပြီးတော့စောင့်ကြည့်လေ့လာသူတွေကလည်းလွတ်လပ်စွာကြီးကြပ်နိုင်ရပါမယ်ရှင်။ဒီအချက်တွေဟာဒီမိုကရေစီရဲ့တကယ့်အသက်ဝင်နေတွေပဲဖြစ်ပါတယ်ရှင်။ဒီနေ့ညမှာတော့တရားမျှတတဲ့ရွေးကောက်ပွဲတစ်ခုရဲ့မရှိမဖြစ်လိုအပ်တဲ့တွင်ပြင်လက္ခဏာတွေအကြောင်းကိုနားဆင်ကြကြရပြီလို့မျှော်လင့်ပါတယ်။ဒီအချက်တွေဟာရွေးကောက်ပွဲရဲ့တန်ဖိုးနဲ့ဒီမိုကရေစီရဲ့အနှစ်သာရကိုပုံမနားလည်စေမှာပါ။ကျမတို့ရဲ့နောက်ဆုံးပိုင်းမှာတော့ရွေးကောက်ပွဲတွေနဲ့နိုင်ငံရေးဝါဒအမျိုးမျိုးပြီးတော့ခေတ်သစ်ရွေးကောက်ပွဲတွေကြုံတွေ့နေရတဲ့စိန်ခေါ်မှုတွေအကြောင်းကိုဆက်လက်ဆွေးနွေးတင်ပြပေးသွားမှာပဲဖြစ်ပါတယ်ရှင်။နားဆင်ပေးခဲ့ကြတဲ့သောတာရှင်တို့ကိုကျေးဇူးအထူးတင်ရှိပါတယ်။နောက်အစီအစဉ်မှာပြန်လည်ဆုံတွေ့ကြပါစို့ရှင်။